မင်္ဂလာပါဒီတစ်ခါမှာတော့ပူပြင်းတဲ့ကာလတွေမှာကြုံတွေ့ရတဲ့ freezer ရေခဲတက်တာတွေ heat တက်တဲ့ပြဿနာနဲ့ဒီပြဿနာကိုအလွယ်တကူဖြေရှင်းနိုင်မယ့်နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး freezer တွေရေခဲတက်တာတွေရဲ့အလုပ်လုပ်ပုံလေးကိုတစ်ချက်ပြောပြပေးချင်ပါတယ်။အဲ့တော့ရေခဲတက်တာ freezer တွေအေးဖို့အတွက်ဆိုရင်သူက gas တွေကိုဒီ pressure ပေးပြီးတော့အေးအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ဒီလိုအလုပ်လုပ်တဲ့အခါမှာအတွင်းကအေးလာဖို့အတွက်အပြင်မှာအပူကွိုင်းတွေထုတ်ထားရတာရှိပါတယ်။အဲ့တော့ဒီအပူကွိုင်းတွေကအတွင်းအေးလာတာနဲ့များအပြင်မှာပူလာပါလိမ့်မယ်။အဲ့တော့ဒါမျိုးပူလာပြီဆိုလို့ရှိရင်စက်ကအလုံးလုံးတဲ့အပူချိန်ရဲ့ရာသီဥတုပူတဲ့အပူချိန်ရဲ့ပေါင်းသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ compressor တွေကသူတို့အလုံးလုံးနိုင်တဲ့အပူချိန်ကိုကျော်သွားပြီးတော့စက်တွေရက်သွားပါလိမ့်မယ်။ဒါကြောင့် EK data freezer တွေကလည်းမအေးတော့တာဖြစ်ပါတယ်။အဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်လုံးဝစက်ကပြန်အေးတာကိုစောင့်မလားဒါမှမဟုတ်ရင်မြန်မြန်အေးဖို့အတွက်အေးခံမလားကြိုက်တာရွေးလို့ရပါတယ်။အဲ့တော့အေးခံတော့မယ်ဆိုလို့ရှိရင်တော့ EK data တွေမှာဆိုလို့ရှိရင်ဒါ compressor ရဲ့အပေါ်ဘက်မှာအတွင်းကနေရေပြန်ကျတဲ့ရေခံကွက်လေးပါရှိတတ်ပါတယ်။အဲ့တော့ဒီရေခံကွက်ထဲမှာရေထည့်ပြီးတော့အေးခံတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အပြင်ကနေပန်ကာနဲ့လေမှုတ်ပြီးတော့အေးခံတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ freezer တွေကိုဆိုရင်တော့ဒါဘေးပတ်ဝန်းကျင်မှာသူ့ကိုလေဝင်လေထွက်ကိုပိတ်ထားမယ့်အရာတွေအကုန်လုံးဖယ်ရှားပစ်ဖို့လိုမယ်။ပြီးရင် freezer ရဲ့နောက်ကျောကိုလည်းနံရံနဲ့အနည်းဆုံး6လက်မလောက်ခွာထားပြီးတော့အသုံးပြုဖို့လိုမယ်။ပြီးရင်တော့ compressor ရှိတဲ့ဘက်ချမ်းမှာပန်ကာတစ်လုံးနဲ့လေမှုတ်ပေးမယ်ဆိုလို့ရှိရင်တော့မြန်အေးလာပြီးတော့စက်ကပုံမှန်ပြန်ပြီးတော့ run လာနိုင်ပါလိမ့်မယ်။ဒါ့အပြင်တစ်ခုသတိထားဖို့လိုတာက freezer ရေခဲတက်တာတွေကိုအရင်ပူတဲ့အချိန်တွေမှာဆိုရင်temperature ကိုအေးနှုန်းအမြင့်ဆုံးထိဆက်ရက်မချိန်ထားဖို့ပါအဲ့တော့ဒီလိုမျိုးချိန်လိုက်တဲ့အခါမျိုးမှာဆိုရင်ဒီ compressor က setting temperature ကိုရောက်ဖို့အရင်အလုပ်လုပ်ရတယ်ဒီခါမှာ heat ပြန်တက်လိုက်ဆက်ရက်လိုက်ဒါမျိုးတွေဖြစ်နေနိုင်ပါတယ်ဒါကြောင့်မို့လို့ရာသီဥတုပူပြီဆိုလို့ရှင်တော့ temperature ကိုအလဲအလဲလောက်မှာပဲထားပြီးတော့အသုံးပြုသင့်ပါတယ်ကဲပူပြင်းတဲ့ကာလတွေမှာဆိုရင်မိတ်ဆွေတို့ရဲ့ freezer ရေခဲတက်တာတွေကို heat တက်တဲ့ပြဿနာတွေကနေကာကွယ်နိုင်အောင်ဒီနည်းလမ်းလေးတွေကအထောက်အကူပြုနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်